ကဲအားလုံးပဲအခုတော့ကိုမပြတော့7 နာရီနဲ့43မိနစ်မှာဘယ်ကိုရောက်လဲဆိုတော့ဘိုးဘူတာကိုစိုက်ရောက်လာပြီဖြစ်ပါတယ်မြန်တော့မြန်တယ်နော်ရတာပြီးတော့လေတခုရှိတယ်တလားဖြည်းဖြည်းလုပ်ပါတယ်စီးရတာလေရင်တော့လို့အဲ့လိုမဟုတ်တော့စီးရတာအရင်ကညံ့ညောတယ်ပြီးတော့ဒါလမ်းနေရအစဒါလမ်းနေရအစလုံးဝသိထားလို့ပြန်ပြီးတော့ပြုပြင်ပေးတာတွေ့ရတယ်တကယ်တော်ကြီးကိုမိုက်သွားတာလားတဲမှာတော့ဆရာလေးတွေဆောင်းဆောင်းပြီးပိုးရတယ်ကျောင်းမတက်ပြီးတော့ကျွန်တော်လည်းအဲ့ကြိုက်တခုလည်းအခါမှမရောက်ဘူးဒါကြော်ဝိုင်းတော့မသိဘူးတော့ကြည့်ရမှာပေါ့နော်ဆောက်ချက်နေကြတယ်ရောက်ရပြီဟိုကလေးရွှေလီဖျားတုံးကြီးပဲတော်တက်ခက်လေးပြောတာဒီပါလေမျိုးရပါလိုက်လို့ပါသမီးလေးတော့လေလို့ပါမအဲ့ဒါကဒီလိုတိုင်းတော့အခုမှမဟုတ်ရတယ်ဒီဘာဒီဘောပဲတကယ်ရတယ်တုံးကြီးတက်ခက်ကြီးဖြစ်သွားတယ်နော်တော့တက်ခက်ဖြစ်သွားတဲ့အပြင်မှာတော့လူတွေကလည်းစစ်စစ်နေကြသွားတယ်ဘုံတို့ကိုတကွာတောင်မတွေ့ရဘူးကျွေတော့ပါကျွေပြီးလေစရီကျွေလေးနေမိုင်းပြီးရဟုတ်တယ်ဒါပဲနော်